ကြောင်ကြီးလဲပိတ်တော့မယ်ခွဲရတော့မှာပဲဝမ်းနေခြင်းကြီးတွေနဲ့နှုတ်ဆက်ခဲ့ပါတယ်တရားဖြစ်စေမယ်အကြောင်းရင်းများစွာကိုဘယ်လိုမေးလို့ရမှာလဲပျော်ရွှင်ခဲ့သောကြောင်းတော်ကြီးရဲ့မပိတ်ပြလိုက်နဲ့ Oh သူငယ်ချင်းခွဲနိုင်လို့ချောင်းပိတ်လို့ဝေးသွားခဲ့လေစိတ်ကတော့မမေ့ပါလေဆရာမနဲ့သငယ်ချင်းများကိုမာခဲ့တဲ့မများတွေ့လေအနူးညွတ်တောင်းပန်တဲ့အခုတော့ဝမ်းနေစွာနှုတ်ဆက်တယ်ဖြစ်စေမယ်အကြောင်းရင်းများစွာကိုဘယ်လိုမေးလို့ရမှာလဲပျော်ရွှင်ခဲ့သောကြောင်းတော်ကြီးရဲ့မပိတ်ပြလိုက်နဲ့ Oh သူငယ်ချင်းများနဲ့မခွဲနိုင်လို့ဆရာမနဲ့သူငယ်ချင်းများကိုမာခဲ့တဲ့မများတွေ့လေအနူးညွတ်တောင်းပန်တဲ့အခုတော့ဝမ်းနေစွာနှုတ်ဆက်တယ်ချောင်းကြီးလဲပိတ်တော့မယ်ခွဲရတော့မှာပဲဝမ်းနေခြင်းကြီးတွေနဲ့နှုတ်ဆက်